nuclear ဓာတ်အားပေးစက်ရုံလို့ကြားလိုက်တာနဲ့စိတ်ထဲမှာဘာမြင်ရောင်သွားကြလဲ atom တစ်လုံးကိုပောက်ကွဲလိုက်တယ်ပြီးတော့အဲ့ဒီ atom တွေကနေလျှက်စစ်ဓာတ်အားတွေတိုက်ရိုက်ရောင်ကြီးလို့ထွက်လာတယ်ဒီလိုပဲမြင်အောင်မိကြတယ်မဟုတ်လားတကယ်တော့ဒါဟာလူတော်များများမှားယွင်းမြင်အောင်နေကြတယ်နားလည်မှုလွဲတစ်ခုပါပဲ nuclear စက်ရုံဆိုတာ atom တွေကနေလျှက်စစ်ကိုမှော်ဆန်ဆန်ဓာတ်ရိုက်ဆွဲထုတ်နေတာမဟုတ်ပါဘူးစက်ရုံရဲ့အခြေခံအလုပ်လုပ်ပုံဟာကျွန်တော်တို့အိမ်မှာရီနွေးအိုးစုအောင်တည်နေတာနဲ့အရန်ဆင်တူပါတယ်ဒါဆိုမမြင်နိုင်တဲ့ atom တစ်လုံးတည်းကနေမြို့တစ်မြို့လုံးစာလျှက်စစ်ဓာတ်အားတွေဘယ်လိုထွက်လာတာလဲဒီနေ့ဗီဒီယိုမှာ nuclear စက်ရုံတွေကိုဝင်ရောက်လေ့လာကြည့်ကြရအောင်ရေနွေးငွေ့စက်ရုံရဲ့လျှို့ဝှက်ချက်အံ့ဩစရာကောင်းတာက nuclear စက်ရုံရဲ့လျှက်စစ်ထုတ်ပုံဟာဒီမှာပေါ်ပြခဲ့ပြီးဖြစ်တဲ့ရေနွေးငွေ့တာပိုင်စက်ရုံတွေနဲ့စနစ်တစ်ခုလုံးအတူတူပါပဲဒီစနစ်မှာအခြေခံအဆင့်၄ဆင့်ရှိပါတယ်၁ရေကိုစူအောင်အပူပေးတယ်၂ရေနွေးငွေ့ steam ဖြစ်လာအောင်လုပ်တယ်၃ဖိအားမြင့်ရေနွေးငွေ့နဲ့ဒလက်တာပိုင်ကိုအပြင်းအထန်လှည့်ပေးတယ်၄ဒလက်နဲ့ချိတ်ထားတဲ့ generator ကနေ mechanical energy ကိုလျှက်စစ်ဓာတ်အားအဖြစ်ပြောင်းလဲထုတ်လုပ်တယ်။ကြောက်မီးသွေးစက်ရုံမှာကြောက်မီးသွေးမီးရှို့ပြီးအပူရတယ်။ gas စက်ရုံမှာတဘာဝဓာတ်ငွေ့နဲ့မီးရှို့ပြီးရေနွေးငွေ့ထုတ်ပါတယ်။ nuclear စက်ရုံမှာတော့ဘာမီးမှမရှို့ပါဘူး။အရာဝတ္ထုတွေရဲ့အသေးငယ်ဆုံးဗဟိုအချက်အချာ atom ရဲ့ nucleus ကိုခွဲထုတ်လိုက်တဲ့အခါထွက်လာတဲ့မဟာအပူစွမ်းအင်ကိုအသုံးပြုတာပါ။ atom တစ်လုံးကိုဘယ်လိုခွဲထုတ်မလဲ။အရာဝတ္ထုတိုင်းကို atom နေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး atom ရဲ့ဗဟိုမှာ nucleus ရှိပါတယ်။အဲ့ဒီ nucleus ထဲမှာ proton နဲ့ neutron တွေပေါင်းစည်းတည်ရှိနေပါတယ်။ nuclear စက်ရုံတွေမှာလောင်စာအဖြစ် uranium ကိုသုံးပါတယ်။ဒါပေမဲ့သဘာဝ uranium တိုင်းမဟုတ်ပါဘူး။ uranium 235ဆိုတဲ့ isotope အမျိုးအစားကမှ nuclear ခွဲထွက်ခြင်းကိုလွယ်ကူကူဖြစ်စေတာပါ။ uranium 235ရဲ့ nucleus စီကိုသေးငယ်တဲ့ neutron အမုံလေးတစ်လုံးနဲ့ပြစ်ထည့်လိုက်တဲ့အခါ nucleus ကမတည်ငြိမ်တော့ပဲအစိတ်အပိုင်းနှစ်ခုအဖြစ်ခွဲထွက်သွားပါတယ်။ဒီဖြစ်စဉ်ကို nuclear fission လို့ခေါ်ပါတယ်။ nucleus ခွဲထွက်သွားတဲ့စက္ကန့်ပိုင်းအတွင်းမှာပဲအပူစွမ်းအင်အမြောက်အများထွက်လာရုံနဲ့မကပဲနောက်ထပ် neutron အသစ်နှလုံးကနေ၃လုံးအထိထပ်မံထွက်ရှိလာပါတယ်။အဲ့ဒီ neutron အသစ်တွေကဘေးနားမှာရှိတဲ့တခြား uranium 235 nucleus တွေကိုတွားတိုက်မိပြန်တယ်။အဲ့ဒီ atom တွေကထပ်ကွဲတယ်အပူတွေထပ်ထွက်လာတယ်ဒီလိုနဲ့တစ်ခုကနေနောက်တစ်ခုဆက်တိုက်ကွဲထွက်သွားတဲ့ဖြစ်စဉ်ကို chain reaction လို့ခေါ်ပါတယ်အိုင်းစတိုင်းရဲ့ညီမျှခြင်းနဲ့ drag to စွမ်းအင်ဒီနေရာမှာစိတ်ဝင်စားစရာမေးခွန်းတစ်ခုရှိလာပါတယ် atom လေးတစ်လုံးခွဲလိုက်ရုံနဲ့ဘာလို့ဒီလောက်မဟာအပူစွမ်းအင်အများကြီးရလာတာလဲဒီပဟေလီကိုဖော်ထုတ်ခဲ့သူကတော့သိပ္ပံပညာရှင်အိုင်းစတိုင်းပါပဲသူ့ရဲ့နာမည်ကျော် E = mc² ညီမျှခြင်းကိုသတိရကြည့်ပါE ဆိုတာ energy စွမ်းအင် M ဆိုတာ mass drag to သို့မဟုတ်အလေးချိန် C ဆိုတာ speed of light အလင်းရဲ့အမြန်နှုန်းတစ်စက္ကန့်မှာကီလိုမီတာ3သိန်း uranium nucleus ခွဲထွက်သွားတဲ့အခါကွဲမသွားခင်အလေးချိန်နဲ့ကွဲသွားပြီးနောက်ထွက်လာတဲ့အမှုန်တွေရဲ့အလေးချိန်ကိုနှိုင်းကြည့်ရင်အလွန်သေးငယ်တဲ့ mass အလေးချိန်လေးတစ်ခုပျောက်ဆုံးသွားတာကိုတွေ့ရပါတယ်အဲ့ဒီပျောက်သွားတဲ့အလေးချိန်လေးဟာ E = mc² အတိုင်းအလင်းအမြန်နှုန်းရဲ့နှစ်ထပ်နဲ့မြှောက်လိုက်တဲ့အခါအလွန်ပြင်းထန်တဲ့အပူစွမ်းအင်အဖြစ်ပြောင်းလဲသွားတာပါဒါကြောင့်မလို့ uranium လောင်စာအနည်းငယ်လေးကနေတော့မှကြောင်မီးသွေးတန်ချိန်ပေါင်းများစွာမီးရှို့တာထက်ပိုပြီးများပြားတဲ့စွမ်းအင်ကိုထုတ်ပေးနိုင်တာဖြစ်ပါတယ်ဓာတ်ပေါင်းပိုတွေကထိန်းချုပ်မှုစနစ်ဒါဆိုဒီ fission ဖြစ်စဉ်တွေမြို့တစ်မြို့လုံးပောက်ကွဲမသွားအောင်စက်ရုံထဲမှာဘယ်လိုပြင်ဆင်ထားသလဲ nuclear စက်ရုံရဲ့နှလုံးသားကို reactor ဓာတ်ပေါင်းပိုလို့ခေါ်ပါတယ် reactor ထဲမှာ uranium ကိုတုံးလိုက်ကြီးထည့်ထားတာမဟုတ်ပါဘူး uranium တွေကိုသေးငယ်တဲ့ fuel pellets လေးတွေဖြစ်ပြုလုပ်ပြီးအရှည်လိုက် fuel rods တွေထဲထည့်ပါတယ်အဲ့ဒီ rod တွေကိုစုစည်းလိုက်တဲ့အခါ fuel assembly ဖြစ်လာပါတယ်အဲ့ဒီလောင်စာတောက်နေထဲမှာ fission ဖြစ်ပြီးအပူတွေထွက်လာတာပါဒါပေမဲ့ဒီ chain reaction ကိုအရှိန်မထိန်ပဲလွှတ်ထားရင် reactor အပူလွန်ကဲပြီးစက်ရုံပေါက်ကွဲသွားနိုင်ပါတယ်ဒါကြောင့်အရှိန်ထိန်ဖို့ control rods ထိန်းချုပ်ချောင်းများကိုသုံးပါတယ် control rod တွေကို neutron တွေကိုစုပ်ယူနိုင်တဲ့ cadmium သို့မဟုတ် boron လိုဓာတ်စင်တွေနဲ့ပြုလုပ်ထားပါတယ် reaction အရှိန်လွန်လာရင် control rod တွေကိုကိုယ်တည်းအောက်ကိုစိုက်ချလိုက်ပါတယ်
ဒါဆို neutron တွေကိုစုပ်ယူလိုက်တာမို့ chain reaction နှီးသွားမယ်အပူပိုလိုချင်ရင် control rod တွေကိုအပေါ်ပြန်တင်ပေးလိုက်တယ်အလွယ်ပြောရရင် control rod ဆိုတာ nuclear စက်ရုံရဲ့အရှိန်ထိန်း brake နဲ့အတူတူပါပဲ အပူမှဒီလျှက်စစ်ဓာတ်အားစီတို့အခု reactor ထဲမှာအပူရပြီအဲ့ဒီအပူကိုလျှက်စစ်အဖြစ်ဘယ်လိုပြောင်းမလဲဒီနေရာမှာရေရဲ့အခန်းကဏ္ဍပါဝင်လာပါတယ် reactor ကိုးတွေကအလွန်ပူပြင်းတဲ့အပူကိုကူးလက်ရေကတည်ဆောင်ပြီးပါတယ်ဒီရေဟာဖိအားမြင့်ထားတာကြောင့်စူးပွက်မသွားပဲအပူချင်းဒီဂရီရာခိုင်နှုန်းအထိပူတက်လာပါတယ်အဲ့ဒီအပူတွေကို steam generator စီပို့ပေးလိုက်တဲ့အခါဒုတိယရေပိုက်လိုင်းတွေကရေတွေဟာစူပွက်ပြီးဖိအားမြင့်ရေနွေးငွေ့ steam အဖြစ်ပြောင်းလဲသွားပါတယ်ဒီအချက်ကအရန်အရေးကြီးပါတယ်တာဘိုင်ကိုလှည့်ပေးတာဟာ uranium မဟုတ်ပါဘူးရေနွေးငွေ့ဖြစ်ပါတယ်ဖိအားမြင့်ရေနွေးငွေ့တွေကတာဘိုင်ရဲ့ဒလက်တွေကိုအရှိန်ပြင်းပြင်းတိုက်ခတ်လှည့်ပတ်လိုက်တဲ့အခါမော်တာနဲ့ချိတ်ဆက်ထားတဲ့ generator ကပါလိုက်လေပါတယ် generator ထဲမှာ magnetic field ကိုအသုံးပြုပြီး mechanical energy ကို electrical energy အဖြစ်ပြောင်းလဲလိုက်တာကြောင့်လျှက်စစ်ဓာတ်အားထွက်ရှိလာပြီး national grid ကတဆင့်ကျွန်တော်တို့အိမ်တွေကိုရောက်လာတာဖြစ်ပါတယ် နျူကလ িয়ার ဘုံးလောက်အန်ဒီရဲ့ရှိသလားဒါဆိုနျူကလ িয়ার စက်ရုံတွေဟာနျူကလ িয়ার ဘုံးလို့ပောက်ကွဲနိုင်သလားဒီနေရာမှာရှင်းရှင်းလင်းလင်းသိထားရမှာကနျူကလ িয়ার စက်ရုံဟာနျူကလ িয়ার ဘုံးလို့ဘယ်တော့မှမပောက်ကွဲနိုင်ပါဘူးနျူကလ িয়ার ဘုံးဆိုတာလောင်စာတန်းစင်မှုကို90%အထက်အထိမြင့်ထားပြီးစွမ်းအင်အားလုံးစက္ကန့်ပိုင်းအတွင်းထိမ့်မရအောင်ထုတ်လုပ်ဖို့ဒီဇိုင်းလုပ်ထားတာပါနျူကလ িয়ার စက်ရုံလောင်စာကတော့3%ကနေ5%လောက်ပဲတန်းစင်ထားတာမို့ဘုံးလို့မပောက်ကွဲနိုင်ပါဘူးဒါပေမဲ့နျူကလ িয়ার စက်ရုံဟာအန်ဒီရဲ့လုံးဝမရှိဘူးလို့တော့ပြောလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ reactor တွေကလောင်စာဟောင်းတွေနဲ့ fission ဖေးထွက်ပစ္စည်းတွေမှာ radioactivity ရေဒီယိုတတိကြွမှုရှိနေလို့ပါပဲ။စက်ရုံကိုပိတ်လိုက်ရင်တော့မှဒီ gehe လို့ခေါ်တဲ့ကျွင်းကြံအပူတွေဆက်ထွက်နေတာကြောင့်အေးခဲအောင်လုပ်ပေးတဲ့ cooling system တွေအမြဲအလုပ်လုပ်နေရပါတယ်။ဒါကြောင့်နျူကလ িয়ার စက်ရုံတွေမှာတင်းကျပ်လာတဲ့ safety system တွေကွန်ကရစ်အကာအဝယ်နဲ့ရန်အထက်ထပ်ထည့်သွင်းတိစောက်ထားရတာဖြစ်ပါတယ်။အားသာချက်အားနည်းချက်များနဲ့အနာဂတ်ဒါဆိုနျူကလ িয়ার စွမ်းရည်ဟာကမ္ဘာကြီးအတွက်အကောင်းဆုံးနည်းပညာလားအဆိုးဆုံးနည်းပညာလားအားသာချက်အနေနဲ့ကြည့်ရင်စက်ရုံလေပတ်နေစဉ်အတွင်းကာဗွန်ဒိုင်အော့ဆိုက် CO2 လုံးဝမထွက်ပါဘူး။နေမထွက်လို့ဆိုလာမရတာမျိုးလေမတိုက်လို့ wind power မရတာမျိုးမဟုတ်ပဲ24နာရီပတ်လုံးငလျင်နဲ့သဘာဝဘေးဒဏ်မခံရသမျှတည်ငြိမ်စွာလျှက်စစ်ထုတ်ပေးနိုင်ပါတယ်။အားနည်းချက်အနေနဲ့ကြည့်ရင်စက်ရုံဆောက်လုပ်စရိတ်အလွန်ကြီးမားတာဆောက်လုပ်ချိန်ကြာမြင့်တာနဲ့ရေဒီယိုတတိကြွစွန့်ပစ်ပစ္စည်း radioactive waste တွေကိုနှစ်ပေါင်းထောင်ချီမြေအောက်မှာလုံခြုံစွာသိမ်းဆည်းဖို့ခက်ခဲတာတွေပဲဖြစ်ပါတယ်။ဒါကြောင့်နျူကလ িয়ার စွမ်းရည်ဟာအကောင်းဆုံးသို့မဟုတ်အဆိုးဆုံးလို့တစ်ဖက်တည်းပြောလို့မရပဲစိန်ခေါ်မှုတွေနဲ့အတူအခွင့်အလမ်းတွေဒွင်းတဲနေတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။နျူကလ িয়ার နည်းပညာဆိုတာအပေါ်ယံကြည့်ရင်အလွန်ရှုပ်ထွေးလာပါတယ်။ဒါပေမဲ့အခြေခံအယူဆကိုနားလည်လိုက်တဲ့အခါသဘာဝတရားရဲ့စွမ်းအားကိုလူသားတွေဘလောက်အထိပါးနပ်စွာအသုံးချထားလဲဆိုတာတွေ့နိုင်ပါတယ်။နျူကလ িয়ার စက်ရုံဆိုတာအတမ်တဲကနေလျှက်စစ်ကိုမောဆန်ဆန်ထုတ်ပေးတဲ့စက်ရုံမဟုတ်ပါဘူး။အတမ်ရဲ့စွမ်းအားနဲ့ရေနွေးငွေ့စက်ရုံကိုမောင်းနှင်ပေးနေတဲ့လူသားတို့ရဲ့အဆင့်မြင့်နည်းပညာတစ်ခုပဲဖြစ်ပါတယ်။မမြင်နိုင်လောက်အောင်သေးငယ်တဲ့အတမ်တစ်လုံးဟာကဘာကြီးတစ်ခုလုံးကိုမီးလင်းစေနိုင်တဲ့စွမ်းအားရှိနေတယ်ဆိုတာတကယ်ကိုစိတ်လှုပ်ရှားစရာနည်းပညာတစ်ရပ်မဟုတ်ပါလား။